Academy စုများစွာနဲ့အတူ2026 Academy မှာလည်းနောက်တမင်းသမီးအသစ်ကိုအလျော်သေးလိုက်တာလို့တင်စားချီးကျူးခံနေရတဲ့ဝိမုံရွှေရဲ့တပတ်တာအနုပညာလှူရှားမှုသတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ Academy ဝိမုံရွှေဟာအသက်40အရွယ်ကိုနီးနေပေမဲ့18နှစ်သမီးလေးလို့ချောမောလှပါနေစေဖြစ်ပါတယ်။ဒါအပြင်ချမ်းသာတဲ့ယောက်ျားရဲ့အလိုလိုက်မှုနဲ့ချစ်ခင်မှုတွေကိုပါရရယူထားနိုင်လို့မြန်မာနိုင်ငံရဲ့လူမှုအကြားတကယ်နဲ့အားပေးခံရသူမင်းသမီးချောတူဖြစ်ပါတယ်။မင်းသမီးတွေဟာအိမ်ထောင်ကျပြီးတဲ့အချိန်အနုပညာလောကကိုစွန့်ခွာသွားကြတာများပါတယ်။အများနဲ့မတူရုပ်ရှင်များစွာကိုအိမ်ထောင်ပြုပြီးသည့်တိုင်ခွင့်ပြုပြီးတဲ့ယောက်ျားနဲ့အတူတရုပ်ဆောင်အမူအရာအရေးချင်းတွေလည်းမလော့သွားတဲ့သူမရဲ့အနုပညာတွေဟာအခုအချိန်ထိမင်းသမီးငယ်တွေနဲ့ရှင်ရင်ထိတ်ဆုံးမှရှိနေစေဖြစ်ပါတယ်။သူမဟာနိုင်ငံရေးနဲ့ပတ်သက်တဲ့ခရိုနီယောက်ျားကိုရထားပေမဲ့လည်းသူမရဲ့ပရိသတ်တွေဟာအပစ်မယူကြပဲရွှေဘုံစံပုံကမင်းသမီးလေးအလားချစ်ခင်အားပေးနေကြစေဖြစ်ပါတယ်။မင်းသမီးဝင်းမုံရွှေရဲ့ပုံရိပ်အချူအပြင်သူမရဲ့နောက်ထွယ်ရှိမဲ့ရုပ်ရှင်ကားတစ်ဖြစ်တဲ့မုံရွှေမဟူးဆိုတဲ့ဇာတ်ကားမှာမအိုသေးပဲအရင်အတိုင်းရှိတဲ့တရုပ်ဆောင်နိုင်နဲ့အတူတူရိုက်ကူးသွားမှာပါ။နောက်ထပ်အနုပညာသတင်းများကိုအချိန်နဲ့တပြေးသိရှိလိုပါက like and follow လေးလုပ်ပေးကြပါအောင်နော်။